trading ကိုစသည်ပြီးတော့ trading ကပတ်စံတကယ်အများကြီးရှာလို့ရလုပ်ငန်းလားtrading ကိုဒီ trading ကိုငါဆက်ပြီးတော့လေ့လာမှာလားတကယ်လို့ငါလုပ်မယ်ဆိုရင်အချိန်လောက်ကြီးကြာမှာလဲပေါ့နော်အဲ့မိမှုနဲ့ဘယ်သူသွားမေးရမှာလဲမသိဘူးရှေ့တိုးရမလို့နောက်ဆုံးရမလို့ဖြစ်နေတဲ့လူတွေ profitable trader တွေမဖြစ်မနေဖြတ်သန်းတဲ့ trading ရဲ့ gear roadmap ကိုကျွန်တော်ပြပြပေးမယ်ကျွန်တော်ကိုယ်တိုင်လည်း trading ကိုစပြီးတော့ထိတွေ့တဲ့အချိန်တော့အဲ့ဒီမေးခွန်းတွေနဲ့အချိန်တွေကုန်ခဲ့ဘူးလေပေါ့နော်အဲ့အရင်ဆုံးသိထားမှာလူတော်များထင်နေတယ်လို့ trading ကချမ်းသာဖို့အတွက်ဖြစ်လန်းလုံးဝမဟုတ်ဘူးသူကတခြားလုပ်ငန်းတွေလိုပဲအနည်းဆုံး3-4နှစ်အချိန်ပေးမှတည်ဆောက်တဲ့လုပ်ငန်းဒါလုပ်ငန်းစပဲရှိသေးတယ်နော်ဒါလုပ်ငန်းစပြီးတော့ profitable ဖြစ်တယ်ဆိုတာပဲရှိသေးတယ်အဲ့တော့ဒါပေမဲ့တခြားလုပ်ငန်းတွေနဲ့မတူတာ trading ကကိုယ့်ရဲ့ capital limit မရှိဘူးအဲ့တော့ကိုယ့်ရဲ့ဝင်ငွေကလည်း limit မရှိတော့တကယ် profitable ဖြစ်သွားပြီဆိုရင်ကွာတောက်လျှောက်သွားပြီဆိုရင်ကိုယ့်ရဲ့ equity curve ကလုံးဝ to the moon ပဲကိုယ့်ရဲ့ဝင်ငွေက to the moon ပဲဆိုတော့ trading ကချက်ချင်းတတိဖြစ်တဲ့လုပ်ငန်းလို့ထင်နေအဲ့ဒီ user လုံးဝမေးလိုက်တော့လုံးဝမဟုတ်ဘူးเนาะ99% သောလူတွေရဲ့အမှာ trading ကချက်ချင်းပတ်စံတွေအများကြီးရတယ်လို့ထင်ပြီးတော့ education 0 trading system 0 risk management 0နဲ့ trading ကို gambling လို့လုပ်ပြီးတော့မှရှိသမျှပြောင်းပြီးတော့နောက်ဆုံးပျောက်သွားတာပဲတချို့ကျတော့လူလိမ်တွေနဲ့တွေ့ပြီးတော့လိမ်ခံရတယ်เนาะအဲ့ဒါဘာလို့လဲဆိုတော့ trading ကသူတို့ရဲ့ပိုက်ဆံဆယ်စားအစားတရားနေချင်းပွားပြီးနိုင်တယ်လို့သူတို့ထင်နေတာတချို့ကကျ trading ကိုကစားတယ်တူတောင်သုံးနေရသူရှိတယ်။ဥပမာရွှေကစားတယ် forex ကစား trading ကစားတဲ့ဟာမဟုတ်ဘူးလေ။အဲ့ကလေးနဲ့သူတို့ကဒီ trading ကို gambling လို့လုပ်နေတာ။ gambling လို့လုပ်ရင်တော့လောင်းကစား result ပဲရမှာလေ။ငါပြောင်းမှာပဲဘူးတော့ပြောင်းမှာပဲမဘူးနဲ့။ဆိုတော့ profitable trader တိုင်းမဖြစ်မနေဖြတ်သန်းရတဲ့ roadmap ကိုကျွန်တော်ဆွဲပြပေးထားတယ်ပေါ့နော်ကျွန်တော်ဆွဲပြပေးမယ်ဒီမှာ basic education အရင်ဆုံးကျွန်တော်တို့ trading ကိုစပြီး trading လုပ်မယ်ဆိုရင် basic education အဲ့ basic trading education ကသင်တန်းတွေရှိမလားတော့မသိဘူးเนาะသင်တန်းတက်လည်းရတယ်ဗျာသင်တန်းတွေရှာလိုက်ပေါ့เนาะ basic နဲ့ပတ်သက်ပြီးသင်တန်းတွေရှိကောင်းရှိလိမ့်မယ်တက်လို့ရတယ်နောက်တစ်ခု online ကျွန်တော်ဆိုတော့ YouTube ကပဲသင်လို့ရလေ YouTube မှာအများကြီးရှိတယ်ဗျာเนาะမြန်မာလူတွေလည်းရှိပြီအင်္ဂလိပ်လူလည်းရှိပဲ basic တွေကုန်သင် trading system မဟုတ်သေးဘူးเนาะ trading system တွေဘာမှမဟုတ်လုံးဝ basic pure basic အကုန်လုံးသင် candlestick စသဖြင့်ပေါ့နော် indicator တွေ candlestick ဘာညာ trading chart တွေဟလားဟို meta trader software ဘယ်လိုသုံးရတာလဲ EA entry ဘယ်လိုဝင်ရ trading system တွေပါတယ်မိထားလား profit တွေပါတယ်မိထားလားလုံးဝ pure basic ကိုလုံးဝကုန်သင်ပြီးသွားရင်ကျွန်တော် mentor တယောက် mentor the right mentor နော် the right mentor နော်လုံးဝဟိုဘာလို့ပဲသားပြောတာမဟုတ် the right mentor တယောက်ကို share ကိုယ်ပိုင် system တစ်ခုရှိရ the right mentor တယောက်ကို share the right mentor တယောက် system တစ်ခုကိုlandi လုပ်ရမယ်အဲ့ system ကိုlandi လုပ်ပြီးသွားရင်အဲ့ system ကို backdash data collection လုပ်ရမယ်အဲ့ data collection လုပ်ပြီးသွားရင် result ထွက်လာလိမ့်မယ် data collection result ထွက်လာလိမ့်မယ် data collection ကလေဟိုတစ်နေ့6လတစ်နေ့လောက်စာ data collection လောက်လေးနဲ့မရအောင်နော်ဒါကျွန်တော်ပြရမယ်ဒီမှာကျွန်တော်ဥပမာရှာထားတယ်ကျွန်တော်ဒါဥပမာ data ဆို UG ပေါ့နော် UG မှာဒါ weekly time frame ပေါ့ weekly time frame မှာဆိုကျွန်တော်တို့မှာကြည့်ဒီပါဆိုမှာဒီ market က consolidation ဖြစ်နေတယ်မှာကြည့်ဘယ်လောက်တောင်ကြာလဲဒီမှာကြည့်ဘယ်နှစ်ရက်ကြာဒီမှာ1500 12ရက်ကြာ1512ရက်ကြာ1512ရက်ဆိုတာ9နှစ်လောက်ရှိတယ်4နှစ်5နှစ်လောက်ရှိတယ်အဲ့တော့ UJ ဒီ4နှစ်လောက်5နှစ်လောက် weekly မှာ consolidation ဖြစ်တယ်အဲ့4နှစ်5နှစ်လောက်ကြာပြီးသွားပြီးနောက်ပိုင်းကျတော့ market ဖြစ်တယ်ဒါဆိုရင်တော့ entry ဝင်လို့ကောင်းတဲ့နေရာတွေဖြစ်သွားတာပေါ့ဒီမှာ entry ဝင် entry ဝင်နဲ့ entry ပါသွားမယ်ဆိုရင်ပေါ့နော်ဒီမှာဆို trade လို့မကောင်း right ဆိုတော့အဓိကကျွန်တော်ပြချင်တာ market cycle ဒီတနေ့လုံးဝ nature တွေလုံးဝမတူဟို UJ ဒီနေရာတွေမှာလုံးဝ choppy ဖြစ်နေမယ်လားဒီနေရာတွေမှာလုံးဝ choppy ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အဲ့ဒါဒီ UJ ဒီ choppy market လို့ကျွန်တော်တို့ကသူ့တစ်စိတ်ကတ်လိုက်လို့မရဘူးနောက်9နှစ်လောက်နေသူဒီ choppy မဟုတ်တော့ဘဲတကယ်ကောင်းတဲ့ market trade လို့ကောင်းတဲ့ market ဖြစ်သွားတာပဲဒါကြောင့်မို့ကျွန်တော်ပြောတာ data collection ကိုကျွန်တော်တွေက6လတစ်နှစ်လောက်နဲ့မရအောင်အနည်းဆုံး9နှစ်ကနေ10နှစ်လောက်9နှစ်10နှစ်ဆိုအကောင်းဆုံးပေါ့နော်ဒီတော့ data collection လုပ်ရမယ် data collection လုပ်ပြီးသား data result တွေထွက်လာပြီဆိုကျွန်တော်တွေက store lot ဘယ်လိုထားရမလဲ TP ဘယ်လိုထားရမလဲအဲ့ data collection ကိုကျွန်တော်တို့ကြည့်ပြီးမှသတ်မှတ်ရမှာအဲ့မှာကိုယ်ပိုင် system ဆိုကျွန်တော်တို့ဖြစ်လာမှာ
嘛，你说啦，国外是 create your own system， ကိုယ့်ရဲ့ lifestyle， ကိုယ့်ရဲ့ style နဲ့ကိုင်းညီတယ်ပေါ့နော်ကိုယ့်ရဲ့ psychology ကိုယ့်ရဲ့ lifestyle နဲ့ကိုယ့်ရဲ့ daily routine တွေနဲ့ကိုင်းအဝင်ခွင့်ကြမဲ့ system တခုကျွန်တော် test လုပ်ပြီးမှဖြစ်လာမှာအဲ့ကြမှာဖြစ်လာပြီးမှကျွန်တော်အဲ့ဖြစ်လာတဲ့ system ကိုကျွန်တော်ပြန်ပြီး practice ပြန်လုပ်အောင် refine လုပ်ပြီးသားပြန်ပြီးလေ့ကျင့်အောင်ကိုယ်ကမှတ်မိအောင်တကယ်လို့လိုအပ်ရင်ထပ်ပြီးမှဒီအဆင့်ကိုပြန်သွားအောင်လိုအပ်ရင်ပြောတော့เนาะတကယ်လို့ကိုယ်ကဒီအဆင့်မှာပိုကောင်းတဲ့ပုံစံတစ်ခုကိုတွေ့ထားတယ်ဆိုရင်ဒီကိုပြန်သွားပြန်လုပ်ကျွန်တော်စဒီနေရာမှာ repeat 3ခါလောက်ရှိရဲကျွန်တော်စသင်ခန်းစာတွေရပြီးတော့ပြန်ပြောင်းတာတွေကို system ပြန်ပြီးတော့ develop ဖြစ်အောင်လုပ်လို့ကောင်းမဲ့ပုံစံတစ်ခုပြန်တွေ့သွားတဲ့အချိန်မှာပြန် practice လုပ်တဲ့စာအနေလုပ်ပြီးတော့ပြန် collect လုပ်တယ်ပြန် refine လုပ်တယ်နောက်ထပ်ပုံစံတစ်ပြန်ပြီးတော့ကိုယ်ပိုင် system ပြန်လုပ်တယ်ကျွန်တော်စကားမျိုး3ခေါက်လောက်ကျွန်တော်ဖြတ်တန်းခဲ့တယ်ပေါ့နော်ပြီးမှကျွန်တော်တို့က repeat definition ဆိုတာအဲ့ဒါပဲလိုအပ်ရင်ပေါ့နော်ဒါ option နဲ့ပါနောက်တစ်ခုက live test ကိုယ်ပိုင် system ဖြစ်သွားပြီဆိုကျွန်တော် live test လုပ်ရတယ် live test မှာဒီ data collection ပြီးသွားတယ်ကျွန်တော်ပတ်စံတွေထည့်ပြီးမှကျွန်တော်ပတ်စံတန်းရှာလို့မရသေးဘူးဘာလို့ဆိုတော့ live experience လိုသေးတယ် live experience ဘာလို့လိုရဆိုကျွန်တော် spread တွေရှိတယ် commission တွေရှိတယ်နောက်တစ်ခု slippage တွေရှိသေးတယ်နောက်တစ်ခု new impact တွေလည်းတည်ထားဖို့လိုသေးတယ်ကိုကlower time frame trader လားဥပမာ1 minute trader လား5 minute trader လား4 hour trader လား1 hour trader လားအဲ့ဒီပုံမှာမူဒီမှာ spread တွေ commission တွေ slippage တွေ impact တွေကမတူဘူးတခုနဲ့အဲ့ဒါတွေကိုပြန်ပြီး study လုပ်ရဖို့အတွက်က live test experience တခုကလိုသေးတယ်အဲ့မှာလည်း6လတစ်နှစ်လောက်ပေးရအောင်ပါနော်အဲ့တော့ပြီးရင် repetitive test ဒါလည်းအတူတူပဲအဲ့ live test လုပ်တဲ့အချိန်မှာကိုယ့်ရဲ့ system မှာလွဲနေတယ်ကိုဒီပြုတ်ပြောင်းလဲမှဖြစ်မယ်ဆိုဒီကိုပြန်သွားတာဒီအဆင့်ကိုပြန်သွားတယ်ပြီးမှအဲ့ဒီအဆင့်တွေအားလုံးကြော်ဖိတ်မှကျွန်တော်က profitable trader ဆိုတာဖြစ်လာတာအဲ့တော့ကျွန်တော်နောက်ဗီဒီယိုကြီးကျရင်ဒီဟာကိုအသေးစိတ်ကျွန်တော်ပြန်ပြီးပြပြပေးမယ်ပေါ့နော်အဲ့တော့လုံးမကြီးအရှိအဲ့တော့ဒီလုံးမကြီးအနည်းဆုံး2နှစ်ကျော်3နှစ်အနည်းဆုံးတိုင်း2နှစ်ကျော်3နှစ်ဆိုတာဒီ3နှစ်ဗျာ3နှစ်ပဲထားလိုက်အဲ့3နှစ်ဆိုတာဒီလုံးဝ non stop နော်အလုပ်တခြားကွာပြင်ပလုပ်ငန်းတစ်ခုနဲ့တွဲလုပ်နေတာမဟုတ်ဘဲနဲ့ဒီလုပ်ငန်းဒီ trading ကိုပဲကျွန်တော်တို့ full time ကြီးပါပေးမယ်ဆိုရင်တော့အဲ့လောက်ပေးရမှာဘာလို့ဆိုတော့ Bandesk ကအချိန်တအားစားတယ် Bandesk ကတော့ကျွန်တော်စတရက်ကိုရင်တော့ကျွန်တော် Bandesk ဒီလုပ်ခဲ့တော့ဆိုရင်တရက်ကို4နိုင်5နိုင်လောက်ဒီကျွန်တော် Bandesk လုပ်တယ်တရက်ကို4 5နိုင်လောက်ဒီ Bandesk လုပ်တာ4 5နိုင်တယ်လည်းပို့လို့မခံနိုင်ဘူးမျက်လုံးကမခံနိုင်ဘူးဒါကျွန်တော်အသေးစိတ်နောက်ကျရင်ပြန်ပြပြမယ်အဲ့တော့ပြောချင်တာအနည်းဆုံး3နှစ်လောက် profitable trader မှာဖြစ်မှချင်းဒီအတိုင်းကိုကျွန်တော်တသိမသိမ်းသွားရင်တော့3နှစ်လောက်ချိန်ပေးရတယ်အဲ့ရားတယ်မှာကိုကဒီတိုင်းဒီ roadmap တိုင်းမသွားဘူးမဖြစ်သွားဘူးဝိတဲ့ကြောင့်ပဲဖြစ်နေတယ်ဟိုဟာလို့ဒီဟာလို့ဟို system လို့ဒီ system ကျွန်တော်ကဘယ် system ပဲဖြစ်ဖြစ်နော်ကိုရဲ့ mantra ကဘယ် system ပဲဖြစ်နေဖြစ်နေဥပမာ movie average နဲ့ဟို traders mantra လည်းဖြစ်ရင်ဖြစ်မယ်ဟလာကျွန်တော်တို့ spark money တို့ order block တို့ဟလာ supply and demand တို့စသဖြင့်ပေါ့ပြီးရင် support and resistance စသဖြင့်ဘလို့ပဲဖြစ်နေဗျာသူကသူ blow indicator နဲ့ပဲ trade ပတ်စံရရပြီကျွန်တော်ပြောဟုတ်တာဘလို့ man ကိုရဲ့တကယ် right mentor ဒီခရိုင်ဘလို့ system ပဲဖြစ်နေသူဒီ profitable ဖြစ်နေပြီ mentor ကောင်းတယောက်ဆိုရင်ရပြီ join လို့ရတယ် join လိုက်ဘာမှမဖြစ်ဘူးဘယ် system မှာအကောင်းဆုံးလို့မရှိဘူးเนาะ trader တဲ့ reality ပဲမရှိဘူးเนาะဆိုတော့ဒါဒီ roadmap ဒီတိုင်းသွားရမှာပေါ့နော်ဆိုတော့ဒါကြီးကတကယ်တော့လက်မခံခြင်းစရာကြီးဗျာဟို beginner တိုင်းတို့တော့ဒါကြီးကတကယ်ကိုအိမ်မက်ဆိုကြီးပဲဒါကြောင့်မို့ beginner တော်တော်များများဘလို့တွေးလဲဆိုတော့ mentor တယောက်စီကနေဟဲ့လား trading formula လေးရရင်ပြီးပဲဟဲ့လားဟိုတို့အချိန်တွေပေးမနေတော့ဟိုကိုယ်တိုင် balance တွေလုပ်မနေတော့ဟို mentor တယောက်စီက formula ရရင်ပြီးပဲလို့ထင်တာလည်းမမားပါဘူးဘာလို့လဲဆိုတော့အဲ့လိုပုံစံက trader တိုင်း profitable trader တိုင်းလည်းထင်ခဲ့ကြဘူးတာပဲအကုန်လုံးထင်ခဲ့ဘူးတယ်ဒါ trading မှာဘယ်သူနေအကုန်လုံးထင်အဲ့လိုပဲယူဆခဲ့ကြတာ trading မှာ formula ဆိုတာမရှိဘူးเนาะ make sense ဖြစ်တဲ့ possibility တခု skillful ဖြစ်အောင်လေ့ကျင့်ရတဲ့ကိုယ်ပိုင် trading system ပဲရှိတယ်ဒါကြောင့် mentor တယောက်ကနေပြီးရော့တာဒါ full system ပဲရော့ဆိုပြီးတော့ပေးလိုက်လို့အဲ့ဒီတိုင်းတသိမသိကြီး roadmap တိုင်းမသွားဘဲနဲ့ကျွန်တော်ပြရတဲ့ဒီ roadmap တိုင်း data collect တွေမသွားဘဲနဲ့တသိမသိအဲ့ system တိုင်းချက်ချင်းလိုက်ပြီး trade လို့မြက်မယ်ထင်လားလုံးဝမမြတ်ဘူးဘာလို့ဆိုမင်းရဲ့ trading psychology ကတစ်ချိန်လုံးမင်းကိုရှုံးအောင်လုပ်နေမှာဘာလို့ဆို confidence မှမရှိတာကိုကဟိုဘယ်နေရာတွေရှုံးနေဘယ်နေရာတွေမြတ်လဲဆိုတော့
balance data တွေမှာကွက်ကွက်ကွင်းကွင်းကိုမမြင်ဘူးသေးဘူးလေဒါကြောင့်မို့ trading psychology ဒီကို entry ဝင်တိုင်းကဘာဖြစ်နေမှာလဲဆိုရင်ဒီခုံနှလုံးခုံတွေမြင်ပြီးတော့ psychology impact ကြီးကအရင်ကြီးနေမှာရှုံးအောင်လုပ်နေမှာပဲအဲ့တော့အမျက်မရနှလုံးယောဂတောင်ရသွားတယ်ဘာလို့လဲဆိုတော့ဒီ trading system ကိုလက်ခံနိုင်တဲ့ education and skill မြင်မှာမရှိသေးဘူးအဲ့ဒီ education and skill ဘယ်မှာတည်ဆောက်ရမလဲခဏကျွန်တော်ပြောတဲ့ roadmap မှာတည်ဆောက်ရမှာ roadmap နဲ့တည်ဆောက်ရမှာအဲ့ဒီ roadmap တိုင်းသွားရမှာအဲ့တော့အဲ့ဒီ roadmap တိုင်းတည်ဆောက်လိုက် education system နဲ့ skill set ကကိုယ်မှာရှိလာမှာပေါ့နော်အဲ့ဒါဘာနဲ့တူလဲဆိုတော့ကျွန်တော်တို့ Marvel movie တွေမှာဆိုရင်ကျွန်တော်ဒီ Infinity Stone လက်ကျူလူတိုင်းဝတ်လို့မရသလိုပဲเนาะ Thanos ပဲဝတ်လို့ရเนาะကျွန်တော် hero ဝတ်လို့မရသလိုပဲဘာလို့အဲ့ဒီကဝတ်နိုင်တဲ့ skill set ကိုယ်မှာရှိမှာရအဲ့တော့ဒီ roadmap ကြီးကဗျာဟိုဖြောင်ပြူးตาရနေပဲပြောကြအောင်တဲ့လမ်းကြီးတော့မဟုတ်ဘူးအဲ့တော့ဒီ roadmap ကြီးဖြောင်ပြူးနေတဲ့လမ်းတော့မတော်တော်လေးကြောက်စရာကောင်းတယ်အတော်လဲအထီးကျန်ပြီးတော့တော်တော်ကိုမှောက်မိုက်ပြီးတော့မှတကယ်ကိုကွာဟိုစီးကားကြီးတစ်ခွက်ကိုကျိတ်မိတ်ပြီးမျိုးချနေရတယ်လို့ပဲဒါကြောင့်မို့ beginner တွေကဒီလိုမှကြီးမြင်မလုပ်ချင်တေချာဖို့ကျွန်တော်ပြောရတယ်ခင်ဗျာခု beginner မလားဒီလိုမှကြီးမြင်ခင်ဗျာလုပ်ချင်စိတ်ပျောက်သွားတယ်မလားဒါပေမဲ့ဒါ reality ပဲဒါ trader profitable trader တိုင်းဖြစ်ကိုဖြစ်တန်းရတဲ့ roadmap ပဲဒါအဲ့တော့ဒါကြောင့်မို့ တချို့ trader တွေကကျူး trader ဆိုရင်သူတို့ဒီအဆင့်တောင်ဒီ roadmap တောင်မသိလိုက်သူတို့ gambling လုပ်ရင်းနဲ့သူတို့ပတ်စံကုန်ပြီးပျောက်သွားတာတချို့ trader ကြောင့်လည်းဒီ roadmap ကြီးကိုမြင်နေတယ်ဒါပေမဲ့ကြောက်ပြီးတော့မှဟာအဲ့လောက်ကြီးလားအဲ့လောက်ကြီးဆိုတော်ပြီဆိုပြီးတော့လစ်သွားတယ်အဲ့တော့ 1% ရောက်တရားမှာ 1% တော့ trader တွေကသာဒီလမ်းကိုစိုးအောင်ရှောက်ပြီးမှ profitable trader တွေဖြစ်တာဒါကြီးကဟိုတကယ်ကြသိမ်းထားစရာကောင်းတယ်ပေါ့နော်ကြောက်စရာကောင်းတယ်ကျွန်တော်ပြောလို့မှောင်မဲနေတဲ့နိုင်ကူကြီးတွေဝင်သွားတယ်လို့ trading အဲ့လိုမျိုးအရန်ပြင်းစရာကောင်းတယ် trading ကလေအရန်ပြင်းစရာကောင်းတယ်ဆိုတော့ဒါကြီးက trading မှာတကယ်အရန်ကိုလက်ခံဖို့ခက်ခဲတဲ့အမှန်တရားကြီးနဲ့ဒါကြီးကကျွန်တော်နောက်ဗီဒီယိုကျရင်ဒီ roadmap ကိုကျွန်တော်အသေးစိတ်ပြန်ပြီးကျွန်တော်ပြပြပေးမယ်